ဂျပန်တန်နာရီတွေထဲမှာလူတွေကိုကြောက်လန့်စေတဲ့မကောင်းဆိုးဝါး၃မျိုးရှိပါတယ်ပထမတစ်မျိုးက Unreal သူတို့ကမတရားမှုတစ်ခုခုကြောင့်တည်ဆုံးခဲ့ရပြီးတော့အရန်ကိုအညှိုးကြီးရဲ့ဝိညာဉ်တွေပါသူတို့ရဲ့အမုန်းတရားထာဝရတည်ရှိနေတယ်ပြန်ရှာမယ်လက်စားချေမယ်ဒုတိယတစ်မျိုးကကြတော့ Yuri သူတို့တည်ဆုံးခဲ့ရတဲ့ချိန်တုန်းကပုံစံမျိုးနဲ့ပြန်လဲပေါ်လာတတ်တယ်တချို့ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဒဏ်ရာတွေရုပ်ပြက်ဆင်းပြက်ပုံစံမျိုးတွေနဲ့ပြန်ပြီးတော့ပေါ်လာတတ်တယ်လို့ဆိုပါတယ်နောက်ဆုံးတစ်မျိုးကကြတော့ Yokai ဒါကတော့မကောင်းဆိုးဝါးတွေအကုန်လုံးစုပေါင်းပြီးတော့ခေါ်ဝေါ်တဲ့ခေါ်ဝေါ်တစ်ခုတချို့ကကြတော့လူပုံတံရှိပြီးတော့တချို့ကကြတော့လေကျွန်တော်တို့တွေးအောင်မတွေးကြည့်ဘူးတဲ့ပုံစံမျိုးတွေရှိပါတယ်ဒီနေ့ဗီဒီယိုထဲမှာတင်ဆက်ပေးသွားမယ့်ကိုတွေ့ဖြစ်ရတဲ့ထဲမှာဂျပန်မှာကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ခုပါတယ်အဲ့ဒီအကြောင်းအရာတွေမှာကြုံတွေ့ခဲ့ရတဲ့သူမြင်ခဲ့ရတဲ့ပုံစံမျိုးကဒဏ္ဍာရီတွေကမကောင်းဆိုးဝါးတစ်ကောင်ကောင်များဖြစ်နေလားဒါမှမဟုတ်ဒီတိုင်းအဆောင်အရှောက်ဝိညာဉ်တစ်ခုပဲလားဒီနေ့မှာတော့ဖြစ်နိုင်ခြေအရှိဆုံးအကြောင်းအရာတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးထားတာဖြစ်တဲ့အတွက်ဗီဒီယိုဆုံးအထိကြည့်ရှုနားဆင်ပေးဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲကြမ်းပါရွှင်လန်းပါစေ FM Radio ပါခင်ဗျာကျွန်တော်ကပဲခူးတိုင်းဘက်ကပါကျွန်တော်ခုပြပြမယ့်အကြောင်းအရာလေးကကိုဗစ်တုန်းကကြုံတွေ့ခဲ့ရပြီးတော့အဲ့ဒီချိန်တုန်းကအလုပ်တွေအကုန်ပိတ်ကုန်တာမို့လို့ကျွန်တော်လည်းကျွန်တော်ဇာတိကိုပြန်လာခဲ့ပါတယ်ကျွန်တော်ပြန်လာတဲ့အချိန်ကမိုးရင်းကာလာကြီးဖြစ်ပြီးတော့ရွာမှာလည်းကိုဗစ်ကြောင့်လူတော်တော်များများလည်းဆုံးမသွားကြတယ်ကျွန်တော်ရွာကညဘက်ဆိုလို့ရှိရင်အစောကြီးအိတ်တက်ကြပြီးတော့ကျွန်တော်ကအစောမအိတ်တက်တော့ည7:00 နာရီ12:00 နာရီလောက်အထိဖုန်းသုံးနေခဲ့တယ်အဲ့ညကလည်းကျွန်တော်ညနေတဲ့အထိဖုန်းသုံးနေပြီးတော့အဲ့တုန်းကထူးထူးဆန်းဆန်းတရားနာကျင်လာလို့ဖုန်းထဲကနေတရားနာနေခဲ့တယ်အဲ့လိုနဲ့ကျွန်တော်တရားနာနေပြီးတော့ခဏလောက်လေးကြာတော့ရွာထိပ်ကနေခွေးတွေအူလာတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်တို့အိမ်နဲ့ရွာထိပ်နဲ့ဆိုလို့ရှိရင်ပေ20လောက်ပဲဝေးပြီးတော့ကျွန်တော်အခန်းကနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ရွာထိပ်ကိုကောင်းကောင်းကြီးမြင်ရပါတယ်အဲ့ဒီချိန်တုန်းကကျွန်တော်တရားနာနေရင်းနဲ့မေးကနေဆိုသလိုအိပ်ပျော်သွားပြီးတော့ခွေးအူတဲ့အတန်ကြီးကြားလာတာနဲ့လန့်ပြီးတော့နိုးလာခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်လည်းတခိုးများကတ်လာဆိုပြီးတော့လမ်းဘက်ကိုလှည့်အကြည့်ရွာထိပ်ကနေကျွန်တော်အိမ်ဘက်ကိုလာနေတဲ့ယောက်ျားကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်သူကလက်ထဲမှာဖျောင်းနိုင်တဲ့တိုင်ကိုကင်ထားပြီးတော့အင်းကြီးအနီရောင်နဲ့ပစိုးကိုဝတ်ထားတယ်။နောက်ပြီးတော့သူ့ရဲ့မျက်နှာကိုတေချာမမြင်ရပေမဲ့သူ့ရဲ့ခေါင်းမှာသပင်တွေကရှိမနေပဲနဲ့ကတုံးကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူကတန်းတန်းမမက်ကြီးကိုကျွန်တော်အိမ်စီကိုလာနေပြီးတော့အိမ်ရှိကိုလည်းရောက်ရောအတန်အော်ကြီးနဲ့အိမ်သားတွေငါတညလောက်တဲခြင်းတယ်။တကားဖွင့်ပေးအဲ့လိုမျိုးပြောပါတယ်။ကျွန်တော်လေလူမန်းမသိနာနာဘာဝမသိဆိုတော့တကားမဖွင့်ပေးရဲပဲနဲ့အမေတို့ကိုလှမ်းနှိုးပြီးတော့အိမ်ရှိမှာလူတယောက်ရောက်နေရဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူကအိမ်ရှိကနေထွက်သွားပြီးတော့လာရလမ်းအတိုင်းပြန်သွားတယ်ဒါပေမဲ့သူသွားတဲ့လမ်းတစ်လျှောက်လုံးမှာခွေးဥတန်တွေကိုကြားနေရပြီးတော့နောက်ဆုံးရွာထိပ်ကတုတ်တန်အရောက်မှာတော့ခွေးဥတန်တွေကရပ်သွားခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်လည်းအရန်လန့်ပြီးတော့အမေးစီကိုပြီးတော့အမေကဘာဖြစ်တာလဲဆိုပြီးတော့မေးတယ်ကျွန်တော်ကလည်းကြုံရတာတွေကိုအကုန်လုံးပြောပြလိုက်ပြီးတော့အမေကတော့ညနေတဲ့အထိမအိပ်လို့ဖြစ်တာဆိုပြီးတော့စူပါတယ်အဲ့လိုနဲ့ကျွန်တော်ပြန်အိပ်ခဲ့ပြီးတော့ကျွန်တော်အိပ်ပျော်သွားတဲ့အချိန်မှာအိမ်မက်တစ်ခုကိုစပြီးတော့မှတ်တယ်အိမ်မက်ထဲမှာကျွန်တော်ကရွာထဲကတုတ်တန်ကိုရောက်နေပြီးတော့စောနာအင်းကြီးအနီနဲ့လူကြီးကကျွန်တော်ကိုကြောခိုင်းပြီးတော့ရက်နေတာကိုတွေ့ရပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းဦးလေးခုနအိမ်ရှိကိုလာអော်တာဘာဖြစ်လို့လဲဆိုပြီးတော့မေးလိုက်တယ်အဲ့မှာ तू ကမင်းငါခေါ်တော့ဘာလို့ပြန်မဖြစ်ရလဲဆိုပြီးတော့ကျွန်တော်ဘက်ကိုလှည့်လာတယ်အဲ့မှာကျွန်တော်မြင်လိုက်ရတာအဲ့ဦးလေးကြီးမျက်နှာတစ်ခုလုံးမှာအမာရွတ်တွေရှိနေပြီးတော့ပါဇက်ကလည်းအမြုပ်တွေထွက်နေပါတယ်ကျွန်တော်လည်းသူ့ကိုတွေ့ပြီးတော့ကြောက်ဝါလန့်ရနဲ့အသက်ကောင်အော်မိလိုက်တော့အဲ့ဟာနေပါလန့်ပြီးတော့နိုးလာခဲ့တယ်အဲ့အကြောင်းအရာတွေကိုဖုံဖုံကိုပြပြလိုက်တဲ့အခါမှာဖုံဖုံကဒီကာလတွေမှာမကျွတ်မလွတ်တဲ့သူတွေအများကြီးရှိတာမို့လို့အမျှဝေပေးဆိုပြီးတော့မှားပါတယ်။နောက်ဒီလိုကြုံလာလို့ရှိရင်လည်းဖះသာရွတ်ဖို့ပြောပြီးတော့မေတ္တာပို့ဖို့လည်းပြောတယ်။အကြောင်းအရာလေးကတော့ကျွန်တော်ဘဝမှာမေးမရတဲ့အကြောင်းအရာလေးတစ်ခုပါ။ဗီဒီယိုတွေကိုအမြဲတမ်းနားထောင်ဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ခုပြထားတဲ့ကောင်းပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ကအခုဂျပန်မှာနေပြီးတော့နာရာဆိုတဲ့မြို့လေးမှာကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးကိုပြပြချင်ပါတယ်။အဲ့ဒီတုန်းကကျွန်တော်ကောင်မလေးနဲ့အိုဆာကာမှာတွားတွေ့ခဲ့ပြီးတော့စကားများကနေလမ်းခွဲဖို့အထိကိုဖြစ်လာခဲ့ပါတယ်
အဲ့လိုနဲ့နှစ်ယောက်သားရန်ဖြစ်ကြပြီးတော့ကျွန်တော်လည်းညာရင်းချင်းပဲကျွန်တော်နေတဲ့နာရာမြို့ကိုပြန်လာခဲ့လိုက်တယ်။အိုဆာကာမြို့နယ်ကျွန်တော်နေတဲ့မြို့နေရ45မိနစ်လောက်ရထားစီးရပြီးတော့မြို့ဝဘူရာကိုရောက်တဲ့အချိန်မှာည7:00 နာရီထိုးကနီးနေပါပြီ။ဘူရာနဲ့ကျွန်တော်အိမ်ထဲကလည်းမိနစ်30လောက်သွားပြီးတော့ညကနက်နေတာဆိုတော့လမ်းမှာကျွန်တော်စပိန်တစ်စီးပဲရှိပါတယ်။ကျွန်တော်အိမ်သားမှာဂျပန်နက်ကြောင်းတစ်ကြောင်းရှိပြီးတော့တက်တန်းကလည်းအတော်လေးကိုကြာနေပြီ။နောက်ပြီးတော့အဲ့ကြောင်းတစ်ကြောင်းလုံးမှာဖုန်ကြီးတစ်ပါးပဲရှိပြီးတော့တခြားဘသူ့ကိုမှမတွေ့ရပါဘူး။အဲ့လိုနဲ့ကျွန်တော်စပိန်စီးပြီးတော့ပြန်လာရင်းနဲ့နက်ကွန်းသားလေးရောက်အောင်အသေးရလည်းကွယ်အင်ဟာလည်းမပြန်ကျင်သေးရနဲ့အဲ့နက်ကြောင်းထဲဝင်ပြီးတော့ဆလိတ်တောက်နေခဲ့လိုက်ပါတယ်။ကျွန်တော်ကမြေခွေးနက်ကွန်းရှိရအပင်အောက်မှာဆလိတ်တောက်လိုက်ငိုလိုက်လုံနေရင်းနဲ့ခဏကြာတဲ့အချိန်မှာမင်းဘာလုပ်နေရလဲဆိုပြီးတော့ဂျပန်လိုပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်လည်းအသေးကကွဲနေတာဆိုတော့တိတ်ပြီးတော့အာယုံမထဲမိပဲနဲ့နားကြမားတယ်လို့ပဲထင်လိုက်မိတယ်အဲ့လိုနဲ့ကျွန်တော်ဆက်ထိုင်နေပြီးတော့ညစနစ်ထိုးကနေလောက်လဲကြာအောင်စောနာအတန်ကြီးကိုထပ်ပြီးတော့ကြားပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်အတန်ကဒေါသတကြီးနဲ့ထွက်လာပြီးတော့မင်းစလိတ်နဲ့အရန်နန်နေမင်းခုထွက်သွားဆိုပြီးတော့ဆက်ပြောပါတယ်နောက်ပြီးတော့ဒေါသတကြီးနဲ့ဆဲဆိုးတန်တွေပါကြားလိုက်ရပြီးတော့ကျွန်တော်လည်းကြောက်လာနဲ့ဂျပန်လိုပြန်ဆဲပြီးတော့ထွက်ပြေးခဲ့ပါတယ်အဲ့လိုမျိုးကျွန်တော်ထွက်ပြေးနေရင်လည်းကြောမလုံတယ်လို့မျိုးခံစားလိုက်ရလို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဂျပန်ရှီယန်ဝစ်စုံတဲ့လူကြီးတယောက်ကလက်ထဲမှာဓာကြီးကင်ပြီးတော့ကျွန်တော်ထိုင်ခဲ့တဲ့အပင်အောက်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့ပုံစံကတုံးကြီးမှာတကိုယ်လုံးသွေးတွေရွှဲနေပြီးတော့ကျွန်တော်လှမ်းကြည့်နေရပါကျွန်တော်ဘဝတစ်လျှောက်လုံးမှာဒီလောက်ခြောက်ချားစရာမြင်ကွင်းကိုပထမဆုံးအချိန်မြင်လိုက်ရပြီးတော့အရန်ကြောက်လာနဲ့အိမ်ကိုပဲအမြင်ပြန်ခဲ့ရပါတယ်အဲ့လိုနဲ့နောက်နေ့မနေ့ကျတော့တထေးကိုမေးကြည့်လိုက်တဲ့အခါမှာအဲ့နက်ကြောင်းမှာမကောင်းဆိုးရတွေရှိရမလို့ညဘက်တွေအဲ့ဘက်ကိုမသွားဖို့ပြောပြီးတော့သူတို့ရိုးကအဆောင်လက်ပတ်တစ်ခုကိုလည်းပေးခဲ့ပါတယ်FM Radio ကိုလည်းအလုပ်လုပ်ရင်းနဲ့အမြဲတမ်းနားထောင်နေပါတယ်တောက်ကြနေဆိုလို့ရှိရင်လည်းဗီဒီယိုအသစ်တွေမျှော်နေရပါဒီတက်မကအောင်မြန်မာစီဆိုပြီးတော့ကျွန်တော်အခုပြထားတဲ့အကောင့်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားပဲဖြစ်ပါတယ်ဒီအကြောင်းအလေးခွင့်လိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကိုတော့ Sky Bailey Digital Hub ကနေအဓိကကူညီပံ့ပိုးပေးထားတာပဲဖြစ်ပါတယ်အဲ့ဒါဘာလို့တဲ့နေရာလဲဆိုတော့ TikTok Live View Follower နဲ့ Facebook Page Follower တွေကိုများအောင်တိုးပေးတဲ့ service တွေရဲ့ပြီးတော့တခြား social media နဲ့ပတ်သက်တဲ့ Premium Package မျိုးစုံကိုဝယ်ယူရရှိနိုင်မယ့်နေရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ TikTok မှာစီးပွားရေးလုပ်တဲ့သူတွေအတွက်လည်း TikTok Promo View စစ်တွေကိုလည်းတွားရောက်ဝယ်ယူနိုင်ပါတယ်။ပြီးတော့ကျွန်တော်ခုပြထားတဲ့ကုတ်လေးကိုသုံးပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်း short ဈေးနဲ့ discount တွေကိုရရှိအောင်မှာပဲဖြစ်ပါတယ်။ဆက်သွယ်လို့ရမယ် Facebook Page နဲ့ Telegram Channel link တို့ကိုလည်း description နဲ့ comment မှာချပေးထားတာဖြစ်လို့အလွယ်တကူဆက်သွယ်ဝယ်ယူလို့ရပါတယ်ခင်ဗျာ။အဲ့တော့ main sponsor အနေနဲ့အဓိကကူညီပံ့ပိုးပေးထားတဲ့ Sky Bailey Digital Hub ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်လိုက်အောင်။ကျွန်တော်ကလှိုင်မြို့နယ်မှာနေပါတယ်ဒီအဖြစ်အပျက်တွေကဖျာပုံမြို့မှာရှိတဲ့ဒေါ်ငင်းကျွန်းဆိုတဲ့နေရာမှာဖြစ်ပျက်ခဲ့တာပါအဲ့တုန်းကကျွန်တော်ဒေါ်ငင်းကျွန်းကိုကိစ္စရှိလို့သွားခဲ့ပြီးတော့ဒေါ်ငင်းကျွန်းအစွန်းနားလောက်မှာရှိတဲ့တဲကိုကန်တစ်ခုမှာတဲဖြစ်ခဲ့ပါတယ်အဲ့ဒီဘက်တွေကည7:00 နာရီဆိုလို့ရှိရင်မီးပြတ်တက်ပြီးတော့အဲ့ညကလည်း7:00 နာရီလောက်မှာမီးပြတ်သွားခဲ့တယ်အဲ့လိုနဲ့မီးပြတ်သွားပြီးတော့တခန်းလုံးမှောင်မဲသွားခဲ့ပေမဲ့အပြင်ဘက်ကလာရောင်ကြောင်အခန်းအတွင်းကိုဝိုးတိုးဝါးသားလေးမြင်နေရပါတယ်အဲ့ချိန်တော့ကလည်းမီးပြတ်သွားလို့ကျွန်တော်ကအိတ်တော့နိုးတော့ဖြစ်နေတော့မှကျွန်တော်ခြေထောက်ကိုတယောက်ကလာကင်လိုက်တယ်လို့မျိုးခံစားလိုက်ရတယ်။အဲ့ဒါနဲ့ကျွန်တော်လေးရောင်ပြီးတော့လာမလုံးနဲ့ကွာအိပ်ပျော်တော့မှဘာညာဆိုပြီးတော့ပြောလိုက်မိတယ်ပေါ့။အဲ့ဒီအချိန်မှာပဲအခန်းထဲမှာကျွန်တော်တယောက်တည်းရှိနေတာကိုသတိထားမိသွားပြီးတော့ထားလိုက်လို့ရှိရင်ပိုဆိုးသွားမှကြောက်တာနဲ့ဒီတိုင်းပဲအိတ်ချင်အောင်စောင့်ပြီးတော့နေခဲ့လိုက်တယ်။ဒါပေမဲ့အချိန်ကြီးကပိုဆိုးလာပြီးတော့ကျွန်တော်ခြေထောက်ကိုကင်လုံနေရတာနေကဒင်းရပါတကြည်ကြည်နဲ့လှုပ်လာပါတယ်။ကျွန်တော်လည်းအတော်ကြောက်နေပေမဲ့ဒါအိမ်မက်ပဲဆိုပြီးတော့ကဒင်းဘေးကိုမျက်လုံးဖွင့်ပြီးတော့ကြည့်လိုက်တော့ဆယ်ကျော်သက်အရွယ်ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်။သူကဒူးအထိရှည်တဲ့ဂါဝင်ဖြူလေးကိုဝတ်ထားပြီးတော့သူ့ရဲ့သပင်တွေကလည်းခါးလောက်ထိကိုရှည်ပါတယ်။နောက်ပြီးတော့သူကလက်တစ်ဖက်ထင်းနဲ့ကျွန်တော်ကတင်ကိုကင်ပြီးတော့လှုပ်နေတယ်။သူ့လက်ထိပ်တွေကလည်းညိုမဲနေပြီးတော့ဒါငါကငါနေရအခုနေထွက်သွားအဲ့လိုမျိုးကျွန်တော်ဒေါသတကြီးနဲ့ပြောနေပါတယ်။ကျွန်တော်လည်းအကြောက်လွန်လို့ဆက်ပြီးတော့မနေနိုင်တော့ဘဲနဲ့ကတင်မောကနေထပြေးပြီးတော့အောက်ထပ်ကိုသွားမယ်အလုံးမှာကန်းကဆိုးချင်တော့အောက်ထပ်ကိုဆင်းတဲ့လေကအပေါက်ကတောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်လည်းအရန်ကိုကြောက်ပြီးတော့ကဲကြပါအောင်လို့အော်နေပေမဲ့တယောက်မှကျွန်တော်နားကိုရောက်မလာခဲ့ပါဘူး။အဲ့ဒါနဲ့ကျွန်တော်လည်းအခန်းထဲကိုပြန်မဝင်ရဲတဲ့အဆုံးမှာအဲ့ဒီအပေါက်ကနားလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့လိုနဲ့ကျွန်တော်အဲ့ဒီအပေါက်နားမှာလဲချလိုက်ပြီးတော့ခေါင်းနဲ့ကြမ်းမီကိုထိယုံပဲရှိသေးတယ်။တကားဘက်ကိုလမ်းလျှောက်လာတဲ့ခြေတံတစ်ခုကိုပြန်ပြီးတော့ကြားလိုက်ရတယ်။အဲ့ဒီခြေတံကကျွန်တော်နားကိုတဖြည်းဖြည်းနဲ့နီးကပ်လာပြီးတော့ကျွန်တော်ကြည့်လိုက်မိတဲ့အချိန်မှာစောနာအကောင်မလေးကိုတွေ့လိုက်ရပါတယ်။ကျွန်တော်လည်းတွေ့ချင်းမှာကြောက်သွားပြီးတော့မျက်လုံးကိုအတင်းမိတ်လိုက်တဲ့အချိန်မှာခြေတန်းကကျွန်တော်ခြေရင်းနာမှာရပ်သွားခဲ့တယ်။အဲ့လိုနဲ့ခြေတန်းရပ်သွားပြီးတော့သူ့ရဲ့ခြေထောက်ကကျွန်တော်ခြေသလုံးပေါ်ကိုတက်လာတာကိုခံစားလိုက်ရတယ်။အဲ့လိုကနေတဖြည်းဖြည်းနဲ့ကျွန်တော်တကိုယ်လုံးပေါ်ကိုတက်နင်းထားပြီးတော့နောက်ဆုံးကျွန်တော်လေဘင်းကိုပါတက်နင်းထားခဲ့ပါတယ်။အဲ့အချိန်ကျွန်တော်လည်းလုံးဝအသက်ရှူလို့မရတော့ဘဲနဲ့စိတ်ကိုလွတ်ချလိုက်တော့မယ်ဆိုပြီးလုံနေတဲ့အချိန်မှာကျွန်တော်နာရီကနေနှိုးဆက်အတန်မိလာခဲ့တယ်။အဲ့တော့မှကျွန်တော်ဖျားသာဆိုဖို့တတိယသွားပြီးတော့အသက်ရှူမရတဲ့ကြားကနေတရဏဂုံအဆက်မပြတ်ရွတ်နေခဲ့တယ်။အဲ့တော့မှသူကလည်းကျွန်တော်ပေါ်ကနေပျောက်သွားပြီးတော့ကျွန်တော်လည်းအဲ့နေရာမှာပဲသတိမေ့သွားခဲ့ပါတယ်
အဲ့နားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ရာသူတွေပြောပုံရဆိုလို့ရှိရင်အဲ့ဒီအခန်းထဲမှာကောင်မလေးတစ်ယောက်ကတိုးဆွဲချပြီးတော့အဆုံးစီရင်သွားလို့မကျွတ်မလို့ပဲရှိနေရလို့ပြောပါတယ်ခိုင်းလေ6တာဘာညာတော့ရှိပေမဲ့ကျွန်တော်လောက်ကြီးတော့မစိုးရဘူးလို့ပြောကြတယ်ကျွန်တော်ဘဝမှာတကယ်ကိုကြောက်ခဲ့ရပြီးတော့အခုချိန်ထိကိုမှတ်မိနေတဲ့ဖြစ်ပျက်လေးတစ်ခုပါအဲ့ဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကဖုံးမြတ်သူပါကျွန်တော်ကအသက်16နှစ်ဖြစ်ပြီးတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေထဲမှာအကြောင်းအရာတစ်ခုပြပြချင်ပါတယ်ကျွန်တော်ကဒဇိရိုက်တဲ့အလုပ်ကိုလုပ်ပြီးတော့ຫນွေဘက်တွေဆိုလို့ရှိရင်အလုပ်ပုံများတတ်တာမို့လို့အဲ့ဒီအချိန်ကြီးဆိုလို့ရှိရင် overtime ဆင်းရတယ်အလုပ်မှာကျွန်တော်အပါဝင်လူ3ယောက်ပဲရှိပြီးတော့ညနေ9နာရီဆိုလို့ရှိရင်အလုပ်သိမ်းကြပါတယ်အလုပ်နေရာနဲ့တခြားအကို2ယောက်ရဲ့နေရာနီးပေမဲ့ကျွန်တော်နေတဲ့နေရာကတော့အတော်လေးကိုလမ်းဝေးတယ်ပေါ့အဲ့လိုနဲ့အလုပ်မှာအချိန်မို့ဆင်းရပြီးတော့ည9နာရီလောက်ရောက်တဲ့အချိန်မှာအလုပ်သိမ်းမှုပြင်ကြပါတယ်တခြားအကိုတွေအိမ်ကနီးတော့ပြန်ဖို့အဆင်ပြေပေမဲ့ကျွန်တော်ကဝေးတဲ့အခါမှာအိမ်မပြန်မင်းနဲ့အလုံးမှာပဲအိပ်ဖို့လုပ်ခဲ့ပါတယ်အဲ့မှာအကိုတယောက်ကမင်းမပြန်လို့ရှိရင်ငါ့အိမ်လိုက်ခဲ့ဆိုပြီးတော့ခေါ်တယ်ကျွန်တော်လည်းသူများအိမ်ဆိုတော့အားနာလို့မလိုက်ချင်တာနဲ့မလိုက်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့မှာသူကကျွန်တော်ကိုထက်ကခေါ်နေပြီးတော့နောက်ဆုံးခေါ်လို့မရတဲ့အဆုံးမှာလက်လျှော့ပြီးတော့အိမ်ကိုပြန်သွားခဲ့တယ်အဲ့လိုနဲ့အလုံးမှာကျွန်တော်တယောက်တည်းပဲကြံနေခဲ့ပြီးတော့ဖြစ်ချင်တော့အဲ့နေ့ကကျွန်တော်ဖုန်းကိုအပြင်ဆိုင်ပို့ထားတာမို့လို့လုံးဆရာကလည်းမရှိဘဲနဲ့ဒီတိုင်းပဲလှဲနေခဲ့လိုက်ပါတယ်ဆိုင်ထဲမှာလည်းအိပ်ရဘာညာမရှိတော့နီးနားမှာရှိတဲ့ပစ္စည်းတစ်ခုကိုပဲခေါင်းပြီးတော့အိပ်လိုက်တယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကနှစ်ခွဲတနားရီလောက်မှအိပ်တာဆိုတော့အိမ်မပျော်ပဲနဲ့ည7နှစ်လောက်မှမြေကနေအိပ်ပျော်သွားခဲ့တယ်အဲ့လိုနဲ့ကျွန်တော်အိပ်ပျော်သွားတဲ့အချိန်မှာဆိုင်ပေါ်ထပ်ကနေပြီးတော့ခြေတန်းတွေစပြီးတော့ကြားလာပါတယ်ကျွန်တော်ကြားရတဲ့ခြေတန်းတွေကဒေါသတကြီးနဲ့စောင့်နှင်းပြီးတော့ဒုံနဲ့ကိုကြားနေရတာပါကျွန်တော်လည်းစိတ်ထဲမှာထင်နေပြီမယ်မဟုတ်တော့ပါဘူးဆိုပြီးတော့ဆိုင်ပေါ်ထက်ကိုဓာတ်မီးနဲ့တက်ကြည့်လိုက်ပါတယ်ဒါပေမဲ့အပေါ်မှာဘယ်သူမှမတွေ့ရဘဲနဲ့ကျွန်တော်အောက်ပြန်ဆင်းလာတဲ့အချိန်မှာခြေတန်းအထက်ပြီးတော့ကြားပြန်ပါတယ်ကျွန်တော်လည်းအပေါ်ပြန်ပြီးတော့တက်ကြည့်ခဲ့ပြီးတော့3ခါတိတိကိုခြေတန်းကြားလိုက်ပြန်တက်ကြည့်လိုက်နေဖြစ်နေခဲ့တယ်အဲ့လိုနဲ့ကျွန်တော်လည်းတခုခုပဲဆိုတာကိုသိသွားပြီးတော့အပေါ်တက်မကြည့်တော့ဘဲနဲ့အနားမှာရှိတဲ့ပီနန်အိတ်လေးခြုံပြီးတော့ပြန်အိတ်ခဲ့လိုက်ပါတယ်အဲ့အချိန်မှာလှေကားထောက်မှာထားတဲ့ရေတံဘူးကနေရေထွက်ကြလာခဲ့တယ်ကျွန်တော်လည်းမသိချင်အောင်စောင့်ပြီးတော့ဆက်ပြီးတော့အိတ်လိုက်တော့ရေချိုးကန်ဘက်ကနေရေဖွင့်တန်တွေပါကြားလာပါတယ်အဲ့လိုကနေမှအင်တာတကောက်အုံနဲ့ရိုက်တဲ့အတန်တွေကြားလာပြီးတော့တဆိုင်လုံးကိုပတ်ပြီးတော့တောင်းချမ်းနေရပါကျွန်တော်လည်းချွေးစေးတွေကလည်းပြန်လာတယ်အိမ်ပြန်လို့ကလည်းမဖြစ်တာဆိုတော့ဒီတိုင်းပဲဆက်ပြီးတော့နေရပါတယ်အဲ့ဒီအချိန်မှာပဲခေါင်းထဲကိုဖျားစာဆိုရမယ်ဆိုတဲ့အသည့်ဝင်လာပြီးတော့ရသမျှဖျားစာတွေကိုဇက်တိုက်ရွတ်နေတော့အတန်တွေကတဖြည်းဖြည်းနဲ့ငြိမ်ကျသွားတယ်အဲ့လိုနဲ့အပြင်ဘက်ကနေအလင်းရောင်နည်းနည်းလေးရလာတဲ့အချိန်မှာဆိုင်မှာဆက်ပြီးတော့မနေရတော့ဘဲနဲ့စပိန်ယူပြီးတော့အိမ်ကိုနင်းပြေးခဲ့ရပါတယ်မနေ့အလုပ်ပြန်သွားတဲ့အချိန်မှာအကိုတယောက်ကိုမေးကြည့်လိုက်တော့သူပြောပြတာကျွန်တော်တို့ဆိုင်မှာငားခင်ကအဲ့ဒီအိမ်မှာတမိသားစုလုံးခီးသွားတာကားမောက်ပြီးတော့ဆုံးသွားခဲ့တယ်လို့ပြောပါတယ်အဲ့ဒါမလို့ညကျွန်တော်တို့အိမ်လိုက်ဖို့တင်းခေါ်နေရလို့ပြောတယ် FM Radio ကိုလည်းညတိုင်းနားထောင်ပြီးမှအိပ်ပါတယ်အမြဲတမ်းတင်ဆက်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်ခုပြထားတဲ့ကောက်ပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမနာမည်ကရာဇဝင်လိပ်ပြပါကျမကမြောက်တကုံဘက်မှာနေပေမဲ့အဲ့ဒီဘက်မှာလူသိမ့်မရှိတာမို့လို့အလုံးဝကွန်ဒိုတစ်ခုကိုပြောင်းလာခဲ့ပါတယ်ကျမကတတိယထပ်မှာနေပြီးတော့ကျမအခန်းဘေးနားမှာတော့တိမ်အထူးကိုစေကံကိုဖွင့်ထားတယ်အဲ့ဒီစေကံကမြို့ထဲမှာလည်းစေကံအခွဲတစ်ခုဖွင့်ထားတာဆိုတော့လူကသိမ့်မရှိဘဲနဲ့ရချင်းရှိတော့မှလူနာတယောက်စ2ယောက်စလာတတ်ပါတယ်အဲ့လိုနဲ့တရက်ကြတော့အဲ့ဒီစေကံမှာအမျိုးသမီးတယောက်စေကံပြနေရင်းနဲ့ဘိုင်းအောင်နေဆိုပြီးတော့ရုတ်တရက်ကြီးဆုံးသွားခဲ့တယ်အဲ့မှာသူ့ရဲ့မိသားစုကအလောင်းကိုလာယူပြီးတော့ညရောက်တဲ့အချိန်မှာဇလန့်ကစပါတယ်အဲ့ဒီအချိန်တော့ကျမမိဘတွေကနိုင်ငံခြားကိုလုပ်ကိစ္စနဲ့ခီးသွားတာမို့လို့အိမ်မှာကျမရဲ့အိမ်ပေါ်အန်တီရဲ့ပဲကြံခဲ့တယ်အဲ့ညဖြစ်ရှင်တော့အိမ်ကမီးကလည်းပြတ်နေပြီးတော့ကျမကလည်းကြောက်နေရဆိုတော့အစိုးရအေးရဝင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရှက်နဲ့ခြေတံတစ်ခုကိုစပြီးတော့ကြားရတယ်ကျမလည်းကြက်သိန်းနေရဖျန်းကနေထသွားခဲ့တယ်ပေါ့ဒါပေမဲ့ကျမစိတ်ထဲမှာအိမ်ကိုအန်တီနေမှာပါဆိုပြီးတော့ထကြည့်တော့အိမ်ထဲမှာဘယ်သူမှမတွေ့ရပါဘူးအဲ့ဒါနဲ့ကျမလည်းကြောက်နေရဆိုတော့အန်တီရေးဆိုပြီးတော့ခေါ်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာရေးတစ်ခုကကျမနောက်ကနေဖြတ်သွားပြီးတော့စတိုကန်တွေကိုဝင်သွားတာကိုတွေ့လိုက်ရပါတယ်နောက်ပြီးတော့အဲ့ဒီခန်းထဲကနေကလေးငိုတန်လို့အတန်တစ်ခုကိုကြားလိုက်ရတယ်ကျမလည်းရမ်းကိုကြောက်သွားပြီးတော့တော်တော်လေးကိုလည်းအံ့ဩသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့စတိုကန်ကအမြဲတမ်းတောက်ခတ်ထားပြီးတော့တော့ကလည်းအမေပဲသိမ်းနေကြမို့လို့ဘယ်မှာရှိမှန်းတော့မသိကြပါဘူးကျမကလည်းကြောက်နေပေမဲ့ဆက်စုချင်နေတော့အဲ့စတိုကန်နာကိုသွားကြည့်ပြီးတော့အဲ့နားကိုလည်းရောက်ရောအခန်းတကားကတောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်အဲ့တော့မှကျမလည်းအရန်ကိုကြောက်သွားပြီးတော့ထားအောင်လိုက်တဲ့အချိန်မှာမီးကရုတ်တရက်ဆိုသလိုပြန်လာပြီးတော့အင်ကိုအန်ဒီကြီးကလည်းဘာဖြစ်တာလဲသမီးဆိုပြီးတော့ထလာပါတယ်ကျမကလည်းအန်ဒီကြီးကိုဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်တော့သူလည်းမနေရတော့တာနဲ့နှစ်ယောက်သားအတော်အရင်ကိုညာရင်းချင်းပြောင်းပြီးတော့နေလိုက်ရတယ်နောက်မှပြန်ပြီးသိရတာတော့အဲ့အမျိုးသမီးကကလေးဖြတ်ချဖို့လာခဲ့ပြီးတော့ကလေးဖြတ်ချတာအောင်မြင်သွားပြီမဲ့ तू ကတော့တွေးထွက်လွန်ပြီးတော့အသက်ဆုံးရှုံးသွားခဲ့တယ်လို့ပြောပါတယ်ဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောက်ပိုင်ရှင်အမတယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားပဲဖြစ်ပါတယ်ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်လေးတစ်ခုပါ
ကျွန်တော်ကပရာဟိတအသင်းတစ်ခုမှာအသင်းဝင်တယောက်ဖြစ်ပြီးတော့ကိုဗစ်ကာလတုန်းကလူနာတွေကိုကားမောင်းပြီးတော့လိုက်ပို့ပေးပါတယ်အဲ့တုန်းကလည်းကြုံတွေ့ခဲ့ရတဲ့အများကြီးရှိပေမဲ့ကျွန်တော်အသက်ဆုံးရှုံးရတော့မလို့ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကိုပြပြချင်ပါတယ်အဲ့တုန်းကကျွန်တော်တငယ်ချင်းမင်္ဂလာဆောင်ရှိတာမို့လို့စိုက်ကယ်တစ်စီးနဲ့ကြိုက်ထိုဘက်ကိုထွက်လာခဲ့တယ်အဲ့တုန်းကမိုးကလည်းတပွဲပွဲရွာနေပြီးတော့လမ်းခွေတစ်ခုရောက်တဲ့အချိန်မှာဟိုဘက်ကလာတဲ့ကားနဲ့တိုက်မိပြီးတော့စိုက်ကယ်နဲ့လူတွေကတခြားစီလွင့်ထွက်သွားခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီးတော့ပေါင်ရိုးလဲကျိုးသွားခဲ့ပါတယ်ထိုးဆန်းတာကျွန်တော်အဲ့လိုမျိုးမဖြစ်ခင်3ရက်အလိုလောက်ကညာတိုင်းလို့အိမ်မက်ထဲမှာစိုက်ကယ်3ခါတိုက်မိပြီးတော့တခါပဲအသက်ရှင်တဲ့အိမ်မက်ကိုမှတ်ပါတယ်ကျွန်တော်အဲ့လိုတွေဖြစ်ပြီးတော့နောက်ရက်မှာပဲအဲ့နေရာမှာအမျိုးသမီးတယောက်စိုက်ကယ်တိုက်ပြီးတော့ပွဲချင်းပြီးဆုံးသွားခဲ့တယ်လို့သိရတယ်ကျွန်တော်ထင်အဲ့နေရာလူစားလဲချင်နေပြီးတော့ကျွန်တော်မတည်သွားတာမို့လို့တခြားတယောက်နဲ့လဲသွားခဲ့တာလို့ထင်ပါတယ် FM video လည်းအမြဲတမ်းနားထောင်နေပါတယ်ဆိုပြီးတော့ကျွန်တော်ခုပြထားတဲ့ကောင်းပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီအကြောင်းအလေးခလိမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်မကအခု grade 9တက်နေပြီးတော့ကျွန်မ grade 8တုန်းကကြုံတွေ့ရတဲ့အကြောင်းအရာလေးကိုပြပြချင်ပါတယ်။အဲဒီတုန်းကကျွန်မတို့အခန်းထဲမှာမြန်မာစာသင်နေပြီးတော့ဘေးအခန်းကနေရည်တံတစ်ခုအကုန်လုံးကြားလိုက်ရတယ်။ဒါပေမဲ့ကျွန်မတို့အခန်းဘေးနားအခန်းကလူမရှိဘဲနဲ့ဒီတိုင်းပဲတောက်ခတ်ထားတာပါ။အဲဒီမှာအကုန်လုံးလည်းလန်သွားပြီးတော့ကြောက်သွားကြပြီမဲ့ဆရာမကရည်တံကိုဖုန်းထဲကလာတယ်ထင်ပြီးတော့ဘယ်သူဖုန်းခိုးကြည့်နေရလဲဆိုပြီးတော့မေးပါတယ်။အဲ့ဒါနဲ့အကုန်လုံးကလည်းဖုန်းထဲကလာတဲ့အတန်မဟုတ်ဘဲနဲ့ဘေးအခန်းကနေလာနေတဲ့အတန်ဖြစ်ကြောင်းပြောကြပါတယ်။ဒါပေမဲ့ဆရာမမယုံမင်းနဲ့အကုန်လုံးစူပြီးတော့စာပဲဆက်တင်နေခဲ့အဲ့လိုနဲ့ရက်နှင်းငယ်ကြာပြီးတော့တရက်ကျမအိမ်သာသွားတဲ့အချိန်မှာထပ်ပြီးတော့ကြုံခဲ့ရပါတယ်ကျမအိမ်သာကိုတယောက်တည်းပဲသွားတက်ပြီးတော့အဲ့နေ့ကလည်းတယောက်တည်းသွားခဲ့တယ်အဲ့လိုနဲ့ကျမအိမ်သာကိုရောက်တဲ့အချိန်မှာတခါမှကျမမမြင်ဘူးတဲ့ဆရာမတယောက်ကကျမကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဆရာမပုံစံကတသက်ရက်လည်းမရှိဘဲနဲ့သပင်လေးလည်းပွားထားနေပြီးတော့အိမ်သားတွေကနေကျမကိုကြည့်နေတယ်။ကျမလည်းစိတ်ထဲမှာမတန့်တာနဲ့ဆက်ပြီးတော့မသွားရတော့ပဲနဲ့အဲ့နားမှာနေမဲ့ဖျားစာကိုဇက်တိုက်ရွတ်နေခဲ့ပါတယ်။အဲ့လိုနဲ့တဖြည်းဖြည်းကျမလည်းအရန်ကြောက်လာပြီးတော့အိမ်သားတော်ဆက်ပြီးတော့မသွားရတော့လို့အခန်းစီပဲပြန်လာခဲ့လိုက်ပါတယ်။အကယ်၍အဲ့တုန်းကကျမနောက်ပြန်မလှည့်ခဲ့ပဲနဲ့အဲ့ဆရာမရှိရဲ့အိမ်သားတွေကိုဝင်သွားခဲ့လို့ရှိရင်ဘယ်လိုများဖြစ်မလဲဆိုပြီးတော့တွေးပြီးတော့ကြောက်နေခဲ့ပါတယ်။ဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောက်ပါရှင်ညီမတယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားပဲဖြစ်ပါတယ်။ဒီအကြောင်းအလေးကိုခက်လို့မျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်နာမည်ကထွန်းလင်းအောင်ပါကျွန်တော်ကဒူဘိုင်းမှာနေပြီးတော့9လလောက်ကြာတဲ့အချိန်မှာနေရတဲ့အခန်းအဆင်မပြေတာနဲ့တငယ်ချင်းတယောက်ငှားထားတဲ့အခန်းစီကိုပြောင်းခဲ့လိုက်ပါတယ်ကျွန်တော်ပြောင်းလာတဲ့အခန်းအတော်လေးကိုကျဲပြီးတော့ယောက်ျားလေးတွေကြီးပဲနေတာဆိုတော့အကုန်လုံးကလည်းအေးအေးဆေးဆေးပါပဲအဲ့လိုနဲ့တရက်ကြတော့ကျွန်တော်အခန်းထဲမှာရက်စုတောက်ကြရင်လည်းအကုန်လုံးမူးကုန်ကြပြီးတော့အိတ်တဲ့သူကအိတ်အန်တဲ့သူကလည်းအန်နဲ့ဖြစ်နေကြပါတယ်အဲ့အချိန်မှာပဲရေချိုးခန်းထဲမှာအန်နေတဲ့တငယ်ချင်းတယောက်ကအခန်းထဲမှာအားတဲ့အမျိုးသမီးတယောက်ရှိနေတယ်လို့အော်ရင်းနဲ့ထွက်ပြေးလာခဲ့ပါတယ်။အဲဒီတော့ကျွန်တော်တို့ကလည်းမူးနေကြတာဆိုတော့တိတ်ပြီးတော့ဂယူးမဆိုင်ပဲနဲ့နောက်နေ့ညလေးရောက်အိမ်မက်ထဲမှာမျက်နှာဖြူဖြူနဲ့ခေါင်းကိုပေါ်ဝါပတ်ထားတဲ့အမျိုးသမီးတယောက်ကကျွန်တော်လေပြီးလာညှစ်တယ်ဆိုပြီးတော့အိမ်မက်မှတ်ပါတယ်။အဲဒီအိမ်မက်ကိုလည်းခဏခဏမှတ်ပြီးတော့နောက်ဆုံးမှာအားတဲ့ဘာသာစကားနဲ့တောင်းပန်လိုက်တော့မှထပ်ပြီးတော့မမှတ်တော့ပါဘူး။ဒါပေမဲ့အခန်းထဲမှာဝတ်သားစားမိတဲ့နေ့တွေဆိုလို့ရှိရင်ရိတ်တွေပြပြီးတော့အိယာဘော်တွေကိုလည်းဘယ်မှမသိတဲ့ရေတွေကရောက်ရောက်လာတတ်ပါတယ်။ကျွန်တော်အခန်းဘေးရသူတွေကတော့ကျွန်တော်အခန်းထဲမှာအားတဲ့ကောင်မလေးတယောက်ရေချိုးစလုံးနဲ့ဝင်ပြီးတော့သူ့ဟာသူအဆုံးစီရင်သွားခဲ့ဘူးလေဆိုပြီးတော့ပြောပါတယ်။ဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောက်ပါရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားပဲဖြစ်ပါတယ်။ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်မွေးနေ့တုန်းကကြုံတွေ့ခဲ့ရတဲ့အကြောင်းအလေးကိုပြပြချင်ပါတယ်။အဲဒီတုန်းကကျွန်တော်တငယ်ချင်း3ယောက်ရဲ့ဘားကိုသွားခဲ့ကြပြီးတော့ဘားပြန်လာတဲ့အခါမှာကဘာကြီးဖျားလမ်းပေါ်မှာရှိတဲ့ဟိုတယ်တစ်ခုမှာဝင်တဲခဲ့ကြပါတယ်။ဟိုတယ်ပုံစံကိုပြောရလို့ရှိရင်ရှီဟောင်းပုံစံအောင်မှာကျွန်တော်တို့အပေါ်ဆုံးထပ်မှာတဲခဲ့တယ်။ကျွန်တော်အခန်းကနေကြည့်လိုက်လို့ရှိရင်ဟိန္ဒူဖျားเจ้าကြီးကိုမြင်ရပြီးတော့အနားမှာညောင်မင်းအကြီးတပင်လည်းရှိပါတယ်။အခန်းကတော့2ယောက်ရဲ့အခန်းကိုယူလိုက်ပြီးတော့ကျွန်တော်နဲ့တငယ်ချင်းတယောက်ကတကယ်တင်အိတ်တယ်။နောက်တစ်ယောက်ကတော့တယောက်ထဲတက်အိတ်ပြီးတော့ကျွန်တော်မအိတ်ခင်ဘားပါလာတဲ့လက်ကျန်လေးကိုဆက်ပြီးတော့တောက်နေတဲ့အချိန်တကားလက်ခုပ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒါနဲ့တငယ်ချင်းတယောက်ကဘသူလဲလို့လှမ်းအောင်ပြီးတော့ဘာမှပြန်ပြေးတဲ့အောင်မကြားဘူး။အဲ့လိုနဲ့တအောင်လောက်ကြာတဲ့အခါမှာဒုတိယတစ်ခေါက်ထပ်ပြီးတော့ခောက်လာပြီးတော့တတိယတစ်ခေါက်မှာတော့ဒုံလုံးနဲ့ပါထုသွားပါတယ်။အဲ့မှာအတော်လေးကိုမူးနေတဲ့တငယ်ချင်းတယောက်ကဆဲဆိုပြီးတော့တကားကိုသွားဖွင့်လိုက်တော့အပြင်မှာဘသူ့ကိုမှမတွေ့ရပါဘူး။ဟိုတယ်တစ်ခုလုံးကလည်းတိတ်ဆိတ်နေတယ်။အစာတွေကလည်းအကုန်လုံးကရေဝေဆိုတော့အာယုံမထားတော့ဘဲနဲ့ရေချိုးပြီးတော့ပဲအိယာဝင်ခဲ့ကြပါတယ်။အဲ့လိုနဲ့အကုန်လုံးအိပ်ပျော်သွားကြပြီးတော့တော်တော်လေးညံ့နေလာတဲ့အခါမှာကျွန်တော်ကရုတ်တရက်ကြီးလန်နိုးလာခဲ့တယ်။ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကလှုပ်လို့မရဘဲနဲ့အတန်ကလည်းထွက်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကျွန်တော်ဘေးနားမှာအိတ်နေတဲ့တငယ်ချင်းကထလာပြီးတော့ဟိုဘက်ကတိမှာအိတ်နေတဲ့တငယ်ချင်းကိုနှပန်းစလုံးပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းသူတို့ကိုသွားဆွဲမယ်ဆိုပြီးတော့တင်းကုန်းယုံပြီးတော့ထားလိုက်တဲ့အချိန်မှာကျွန်တော်ကအိတ်ရပေါ်မှာရှိနေပြီးတော့စောနာကနှပန်းလုံးနေတဲ့တငယ်ချင်းတွေကလည်းသူ့နေရာနဲ့သူအိတ်နေကြပါတယ်နောက်တော့ကျွန်တော်ဘေးနားမှာအိတ်နေတဲ့တငယ်ချင်းကိုတကိုယ်လုံးမဲနဲ့နေတဲ့လူတစ်ယောက်ကအပေါ်ကနေစီးပြီးတော့ငုံကြည့်နေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်လည်းတွေ့ချင်းမှာအရန်ကိုကြောက်သွားပြီးတော့သူသတိမထားမိအောင်အတန်မထွက်ဘဲနဲ့ငြိမ်နေလိုက်တယ်သူကအချိန်တော်ကြာတဲ့အထိကိုကြည့်နေပြီးတော့ပါဇက်ကနေလည်းတခုခုကိုပြောနေပါတယ်
အဲ့လိုနဲ့ခဏကြာမှအဲ့မမေကြီးကဖက်ကနေဆိုပြီးတော့ပျောက်သွားခဲ့တယ်။ကျွန်တော်လည်းဆက်ပြီးတော့မအေးရဲတော့တာမလို့တညာလုံးဖျားသာဆိုပြီးတော့နေခဲ့ရပါတယ်။ဒီအကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောင်းပါရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားပဲဖြစ်ပါတယ်။ဒီအကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ခဏလေးဗီဒီယိုကျွန်တော်ကမန္တလေးရပါဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာဟာတောင်ကြီးတစောင်းနိုင်ပွဲသွားတော့အဖြစ်ပျက်ခဲ့တာကျွန်တော်အဲ့ကို6ယောက်စုပြီးတော့သွားခဲ့ကြတယ်။တဲတာကတော့ကျွန်တော်ညီဝမ်ခွဲအိမ်မှာတဲကြပါတယ်။အဲ့လိုနဲ့ကျွန်တော်သွားကြပြီးတော့နောက်ဆုံးညကြတော့အကုန်လုံးကလည်းပင်ပန်းနေတာနဲ့ကျွန်တော်ညီဝမ်ခွဲရပဲပွဲကိုသွားခဲ့ကြပါတယ်။ကျွန်တော်နေတဲ့နေရာနဲ့တောင်ကြီးမီးပုံပွဲနေရာနည်းနည်းနီးတော့ခြေချင်းသွားခဲ့ကြပြီးတော့အဲ့နားမှာလည်းကျွန်တော်ကောင်မလေးတွေရဲ့အိမ်ရှိတာမို့လို့သူတို့ကပါဝင်ခေါ်ပြီးတော့သွားကြတယ်။အဲ့လိုနဲ့ကျွန်တော်သွားခဲ့ကြပြီးတော့ပြန်ကြတော့ကောင်မလေးတွေကိုပြန်ပြီးတော့လိုက်ပို့ပေးခဲ့တယ်။ပြီးတာနဲ့ညီကိုနှစ်ယောက်ဆက်ပြီးတော့ရှောက်လာကြရင်းနဲ့ရက်ွက်တစ်ခုတွေအရောက်မှာပေါ်သွားခြင်းလာခဲ့ပါတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းအနားမှာရှိတဲ့ခြံခွက်လက်အလုပ်တစ်ခုမှာသွားခဲ့လိုက်တယ်။ကျွန်တော်မြန်မာအယူရဆိုလို့ရှိရင်မြေဆောင်နဲ့ခြံဆောင်နဲ့တွေကိုခွင့်တောင်းပြီးတော့မှသွားရပေမဲ့အဲ့တော့ရက်ကလည်းမူးနေတာဆိုတော့ခွင့်မတောင်းမနဲ့ဒီတိုင်းပဲသွားခဲ့လိုက်ပါတယ်။အဲ့တော့နှစ်ယောက်စလုံးမူးနေတာဆိုတော့ကျွန်တော်ကိုကြီးကကျွန်တော်နှစ်ယောက်ကိုစူလာမူးနီဖေယာ3လမ်းစုံမှာလာကြိုမယ်ဆိုပြီးတော့ဖုန်းဆက်ပြောပါတယ်။အဲ့လိုနဲ့ညီကိုနှစ်ယောက်လမ်းဆက်လျှောက်လာရင်းနဲ့အဲ့လမ်းစုံကိုသွားဖို့လမ်းချင်းတစ်ခုတည်းကိုဝင်လိုက်တဲ့အချိန်မှာဇလန်းကစပါတယ်။ဖြစ်ချင်တော့အဲ့လမ်းမှာမီးဆိုဘာမီးမှမရှိဘဲနဲ့တလန်းလုံးကလည်းမှောင်မဲနေခဲ့ပါတယ်။နောက်ပြီးတော့အဲ့လမ်းမှာလူသွားလူလာကလည်းတယောက်မှမရှိဘဲနဲ့တလန်းလုံးမှာကျွန်တော်နှစ်ယောက်ပဲရှိတယ်။အဲ့လိုနဲ့ကျွန်တော်နှစ်ယောက်လမ်းထဲကိုဝင်လာပြီးတော့ဝင်ချင်းမှာစက်သိန်းနေရဖျန်းကနေဆိုသလိုထလာခဲ့ပါတယ်။ကျွန်တော်တို့ကလည်းရာသီဥတုအေးလို့နေမှာပါလို့တွေးပြီးတော့ဆက်လျှောက်လာရင်းကနေစပင်ထိတ်တွေကပါထောင်လာပြီးတော့နောက်ကျောမလုံသလိုခံစားလိုက်ရတယ်။အဲ့ဒီမှာကျွန်တော်ညီကိုကောင်းငါတမျိုးကြီးဖြစ်နေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့လိုမျိုးပြောပြီးတော့ခဏကြာတဲ့အချိန်မှာစက်သိန်းနေရပူပူထလာပြီးတော့နောက်ကနေတယောက်ကကတ်ပြီးတော့လိုက်လာတယ်လို့မျိုးပါခံစားမိနေပါတယ်။အဲ့ဒီမှာကျွန်တော်ညီကကိုကြီးဖုန်းထဲကနေတရားဖွင့်လိုက်ရမလားဆိုပြီးတော့ပြောတယ်။ဒါပေမဲ့တရားဖွင့်လိုက်လို့ရှိရင်ပို့ဆိုးသွားမှာဆိုလို့မဖွင့်မို့ကျွန်တော်ညီကိုလှမ်းပြောနေတဲ့အချိန်မှာကျွန်တော်ကိုတယောက်ကခိုးစီးလိုက်တယ်လို့မျိုးခါးကြီးကိုင်းကြသွားတယ်။ကျွန်တော်လေးကြောက်နေရင်ပို့ချောက်မှာဆိုတာနဲ့မသိချင်အောင်ဆောင်းပြီးတော့ခါကိုခက်တီနဲ့ပြန်ပြီးတော့မတ်လိုက်ပါတယ်။ပြီးရတဲ့အကိုကြီးစီကိုဖုန်းလန်းဆက်ပြီးတော့လမ်းထဲထိကိုလာကြိုဖို့ပြောလိုက်တယ်။အဲ့မှာနှစ်ယောက်လုံးကကြောက်နေတာဆိုတော့အကိုကြီးစီကိုဖုန်းမချဘဲနဲ့တလန်းလုံးဖုန်းပြောပြီးတော့လာခဲ့ပါတယ်။အဲ့လိုမျိုးဆက်လျှောက်လာကြရင်လည်းအကိုကြီးကလမ်းထဲကိုဝင်လာပြီးတော့ဟဲ့အောင်လေမင်းတို့နောက်ကလူ3ယောက်ကရန်ဖြစ်မလို့လိုက်လာလားဒါဆိုလို့ရှိရင်ငါးစီကိုခေါ်လာခဲ့ဖြည့်ရှင်းပေးမယ်ဆိုပြီးတော့ပြောပါတယ်။ကျွန်တော်တို့ကလည်းအကိုကြီးပြောလိုက်တဲ့စကားကြောင့်ခေါင်းလေးပါကြီးလာပြီးတော့ရန်ကိုကြောက်လာတယ်အကိုကြီးစီကိုဒုံဆိုင်ပြေးသွားခဲ့ကြတယ်။အဲ့လိုနဲ့အကိုကြီးစီကိုရောက်တဲ့အချိန်မှာကျွန်တော်ကကိုကြီးဘမလဲအဲ့လူ3ယောက်ဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့မှာကိုကြီးကကျွန်တော်တို့နဲ့ခက်လန်းလန်းမှာရှိတဲ့အပင်တစ်ပင်ကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒီအပင်အောက်မှာရက်နေတယ်လို့ပြောတယ်။ဒါပေမဲ့အပင်အောက်မှာဘယ်သူမှရှိမနေဘဲနဲ့အကိုကြီးကလည်းသူ့မျက်စိရှိမှနေပျောက်သွားတာဆိုတော့သဘောပေါက်သွားပြီးတော့စိုက်ခဲ့ဖို့အမြတ်တက်ခိုင်းခဲ့ပါတယ်။အဲ့လိုနဲ့ကျွန်တော်အဲ့နေရာကနေထွက်လာခဲ့ကြပြီးတော့အကိုကြီးကမင်းတို့ဘာမှလုပ်ခဲ့ကြသေးလဲဆိုပြီးတော့မေးတယ်။အဲ့တော့မှကျွန်တော်ခွင့်မတောင်းခဲ့တာကိုပြန်သတိရပြီးတော့စိုက်ကယ်ဘောကနေပဲပြန်ပြီးတော့တောင်းပန်ခဲ့လိုက်ကြတယ်။ဒီကြောင်းအလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောင်းပါရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်။ဒီကြောင်းအလေးကိုခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ခဏလေးဗီဒီယို2014လောက်တုန်းကဖြစ်ပျက်ခဲ့တာကျွန်တော်ကမလမြိုင်စာတီးရဖြစ်ပြီးတော့အဲ့တုန်းကအကိုရဲ့ PS2 ဂိမ်းဆိုင်လေးဖွင့်မှုအတွက်မုဒ္ဓမမြို့ကိုအိမ်ပြောင်းလာခဲ့ပါတယ်။ကျွန်တော်ပြောင်းလာတဲ့အိမ်ပုံစံကိုပြောရလို့ရှိရင်နှစ်ထပ်အိမ်ကိုမှအောက်ထပ်ကအုပ်နဲ့ဖြစ်ပြီးတော့ပေါ်ထပ်ကတော့တစ်သားနဲ့စောက်ထားတယ်။လေကားကနေတက်လာလို့ရှိရင်ညာဘက်မှာအိတ်ခမ်းတစ်ခုရှိပြီးတော့ကျွန်တော်ကငယ်သေးတာမို့လို့အမေတို့နဲ့အတူတူအိပ်ပါတယ်။အိတ်ခမ်းရဲ့ကဲ့ရဲ့ဖះเจ้าဆောင်ရှိမှာတော့အကိုကတယောက်တည်းအိပ်ပြီးတော့ကျွန်တော်အခန်းကလိုက်ကနေပဲကာထားတာဆိုတော့အပြင်ဘက်ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်။ပတ်ဝန်းကျင်ကသူတွေပြောပုံရဆိုလို့ရှိရင်အဲ့ဒီအိမ်မှာရင်ကလေးက6လမ်းမှုတွေရှိပြီးတော့လေကားကနေဆွဲချခံရတာတွေပါရှိတယ်လို့ပြောကြပါတယ်။ကျွန်တော်မိသားစု4ယောက်ရှိပြီးတော့အဖေရဲ့အမေရဲ့ကျွန်တော်ရဲ့ကျွန်တော်အကိုရဲ့ရှိကြတယ်။ပထမဆုံးအမေကစကြုံလာပြီးတော့အမေပြပြတာဆိုလို့ရှိရင်အဲ့နေ့လေအမေတယောက်တည်းအိမ်ပေါ်မှာအိတ်နေတော့မှတောက်ခေါက်တန်ပြင်းပြင်းနှစ်ချက်ကိုကြားလိုက်ရတယ်လို့ဆိုတယ်။အဲ့နေ့ညနေမှလည်းအမေဖះရှိခိုးနေတော့မှဘေးနားမှာတယောက်ယောက်လာထိုင်နေတယ်လို့မျိုးခံစားရတယ်လို့ဆိုတယ်။နောက်တစ်ခါကကြတော့ကျွန်တော်ရဲ့အဖေရဲ့အမေရဲ့3ယောက်စလုံးကြုံတွေ့ခဲ့ရတာပါ။အဲ့နေ့ကကျွန်တော်တို့တွေအိတ်သွားကြပြီးတော့ည10နာရီလောက်လေးကြာအောင်လေကားကနေလူတယောက်ကုန်းနဲ့ဆင်းသွားတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်။အစကတော့အကိုလို့ထင်ပေမဲ့တော်တော်နဲ့ပြန်ပြီးတော့တက်မလာတော့ကျွန်တော်အကိုကိုခေါ်ကြည့်လိုက်ပါတယ်။အဲ့ဒီမှာအကိုအတန်အောက်ထက်ကမဟုတ်ဘဲနဲ့ဖះเจ้าဆောင်ရှိရနေလှမ်းထူတာကိုကြားလိုက်ရတယ်။နောက်တစ်ခါကျတော့ကျွန်တော်9တန်းနှစ်ရောက်တဲ့အချိန်မှာကြုံတွေ့ခဲ့ရတာပါ။အဲ့ဒီတော့ကျွန်တော်တို့ကျောင်းမှာပဋ္ဌာန်းပြိုင်ပွဲရှိလို့ကျောင်းပိတ်ရက်တွေဆိုလို့ရှိရင်အိမ်မှာပဋ္ဌာန်းအမြဲရွတ်လေးရှိပါတယ်။အဲ့လိုနဲ့ကျောင်းပိတ်ရက်တရက်ကျတော့ကျွန်တော်အိမ်မှာပဋ္ဌာန်းရွတ်နေတော့မှလေကားကနေလူတယောက်တက်လာတဲ့အတန်ကိုကြားလိုက်ရပြီးတော့ခြေတန်းကလည်းကျွန်တော်နားအထိကိုရောက်လာပါတယ်။နောက်ပြီးတော့တယောက်ယောက်ကကျွန်တော်အပေါ်ကနေအုံမိုးကြည့်နေတယ်လို့မျိုးလဲခံစားရပြီးတော့ကျွန်တော်လှည့်ကြည့်လိုက်တော့လေဘယ်သူမှရှိမနေပါဘူး။ကျွန်တော်တို့အဲ့အိမ်မှာ9နှစ်လောက်အထိနေခဲ့ပြီးတော့အမေကဖះတရားလောက်တာမလို့မနှောက်ရှက်ပဲနဲ့သူတို့ရှိကြောင်းပဲပြတာလို့ထင်ပါတယ်
ဒီเจ้าကလေးကိုတော့ကျွန်တော်အခုပြထားတဲ့ကောင်းပိုင်ရှင် brother တယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီเจ้าကလေးခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျမတဲ့9နှစ်တုန်းကကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးကိုပြပြချင်ပါတယ်အဲ့ဒီတုန်းကကျမနေပြီးတော့အကြောင်းတစ်ကြောင်းမှာ G3 တက်နေပြီးတော့အတန်းကြီးတွေကတော့ကျောင်းမှာတရေ6တယ်လို့ပြောကြပါတယ်ကျမတို့ကလည်းငယ်သေးတာဆိုတော့မယုံကြဘဲနဲ့တနေ့ကျတော့ဆရာမအတန်းနဲ့ဝင်လာပြီးတော့သမီးတို့အဆောင်ဘေးကဈေးပြင်မှာဗိုက်ကြီးတဲ့တရေ6တယ်နော်တတိထားကြဆိုပြီးတော့လာပြောပါတယ်ကျမတို့ကလည်းကလေးကြီးဆိုတော့ဟုတ်လို့ပဲပြောပြီးတော့ကျောင်းစင်းရင်ရောက်တဲ့အခါမှာအဲ့ဈေးပြင်နာမှာစော့မြဲတိုင်းစော့ကြပါတယ်အဲ့နေရာလေကျမတို့အဆောင်ဘေးနာမှာစော့နေပြီးတော့ဈေးပြင်ကိုဘယ်သူအရင်ရောက်လဲဆိုပြီးတော့ပြေးကြပါတယ်ကျမကလည်းငကိုတွေကအစော့မှတ်တာဆိုတော့အဲ့ဈေးပြင်စီကိုအရင်ပြေးသွားပြီးတော့ဈေးပြင်နာရောက်ခါနေမှာဈေးပြင်နောက်ကနေသပင်စီးထားတဲ့ဗိုက်ကြီးတဲ့မိန်းမတစ်ယောက်ထွက်လာတာကိုမြင်လိုက်ရတယ်အဲ့မိန်းမဗိုက်ကြီးမှာလည်းဓာတ်တန်ရာတွေရှိနေပြီးတော့သူ့ရဲ့မျက်နှာမှာလည်းမျက်ရည်တွေစီးကြနေတယ်ကျမလည်းသူ့ကိုမြင်တော့ကြောက်စိတ်ထက်တနာစိတ်ကပိုသွားပြီးတော့သူ့နားကိုသွားမယ်အလုံးမှာသူကအလာမခံမဲနဲ့ဈေးပင်ထဲကိုဝင်သွားပါတယ်ကျမလည်းတူဝင်သွားတဲ့ဈေးပင်ကိုပြေးလိုက်မယ်အလုံးမှာကျမတကူလုံးဝလှုပ်လို့မရတော့ဘဲနဲ့အဲ့ချိန်ကျတော့မှကြောက်စိတ်တွေဝင်လာခဲ့တယ်ကျမလည်းကြောက်လာတော့ဖျားစာကိုရသလောက်ရွတ်နေပြီးတော့ခဏကြာတဲ့အချိန်မှာခန္ဓာကိုယ်ကလှုပ်လို့ရလာတယ်အဲ့တော့မှတငယ်ချင်းတွေကလည်းကျမနားကိုပြေးလာပြီးတော့အတန်းထဲကိုပြန်ဝင်ခဲ့ကြပါတယ်အဲ့နောက်ပိုင်းဒီမှာလည်းညနေအတန်းချိန်နေဆိုလို့ရှိရင်ဈေးပင်အောင်မှာအဲ့ဘိုက်ကြီးတဲ့မိန်းမကြီးကိုမြင်ရတက်ပြီးတော့ဘာနောက်ရှက်မှတော့မပေးပါဘူးအခုချိန်ဒီလည်းအဲ့မိန်းမကြီးကိုမျက်လုံးထဲမှာပြန်မြင်မိပြီးတော့မြင်တိုင်းနဲ့တနာမိပါတယ်ဒီเจ้าကလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောင်းပိုင်ရှင်ညီမတယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီเจ้าကလေးခုလိုမျိုးပေးပို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်မအခုပြပြမယ့်အကြောင်းအရာလေးဟာ2002ခုနှစ်ကျွန်မမွေးတုန်းကဖြစ်ပျက်ခဲ့တာပါအဲ့တုန်းကအမေကကျွန်မကိုဝင်လွယ်ထားပြီးတော့မွေးချင်လာတာမို့လို့အဖေကအမေကိုစိုက်ကားပေါ်တင်ပြီးတော့ဆေးရုံခေါ်သွားခဲ့တယ်လို့ပြောပါတယ်ဖြစ်ချင်တော့အမေဘိုင်းနာနေတဲ့အချိန်ကညဘက်ကြီးဖြစ်ပြီးတော့ကျမတို့နေတဲ့နေရာဆေးရုံကိုသွားမယ်ဆိုလို့ရှိရင်ဆေးရုံနောက်လမ်းကနေသွားရပါတယ်အဲ့အနောက်လမ်းမှာရေခဲတိုက်ရှိပြီးတော့အဖေကလည်းရေခဲတိုက်နားကိုရောက်တဲ့အချိန်မှာလမ်းလေတဲ့မှာအမျိုးသမီးတယောက်ကြောပေးပြီးတော့ရက်နေတာကိုတွေ့လိုက်ရတယ်တဲ့အဖေကလည်းအမေဇောနေဆိုတော့စိုက်ကားကိုအမြဲနင်းပြီးတော့သူ့ကိုတွေ့တဲ့အချိန်မှာဘဲတင်းရင်နဲ့ရှေ့ကလူဖဲလေးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့အမျိုးသမီးကမဖဲဘဲနဲ့ဒီတိုင်းရက်မြဲတိုင်းရက်နေရလို့ဆိုတယ်အဲ့နဲ့အဖေကလည်းဒီလောက်ပြောနေရတော့မဖဲဘူးဆိုပြီးတော့အဲ့အမျိုးသမီးကိုအချိန်နဲ့ဝင်တိုက်လိုက်တယ်လို့ပြောပါတယ်အဖေအဲ့လိုမျိုးဝင်တိုက်လိုက်တော့ဘယ်သူမှမတိုက်မိပဲနဲ့ဒီတိုင်းလေကိုဖောက်ထွက်သွားတယ်လို့မျိုးကြုံတွေ့လိုက်ရတယ်အဲ့အချိန်မှာအဖေကကြောက်သွားပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာအဲ့အမျိုးသမီးရဲ့မျက်နှာပြောင်ချောကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်တဲ့ထိုးစမ်းတာအဲ့အမျိုးသမီးကိုအဖေတယောက်တည်းပဲမြင်နေရပြီးတော့အမေကလုံးဝမမြင်တာပါဒီအကြောင်းအရာတွေကိုအမေပြန်ပြောပြလို့သိခဲ့ရပြီးတော့အဖေကတော့ကျမငယ်လေးကတည်းကဆုံးသွားခဲ့ပါတယ်ဒီဖြစ်ပျက်တွေကြောင့်မေးတာတိုက်ဆိုင်တာလားတော့မသိပေမဲ့ပရလောကနဲ့ပတ်သက်လို့ရှိရင်ကျမငယ်ငယ်လေးကကြုံတွေ့ရတာတွေရှိတယ်2022ကဆိုလို့ရှိရင်ကျမရဲ့အမေရဲ့ညဘက်မျိုးတွေကပြန်လာပြီးတော့မျိုးရဲနဲ့ကျမတို့အိမ်တွေကအလန်းဝေးတာမို့လို့စိုက်ကယ်နဲ့အနှင်းငယ်တော့သွားရပါတယ်ကျမရှေ့ကမောင်းပြီးတော့အမေကနောက်ကလိုက်ဆင်းရင်းနဲ့တနေရာရောက်တဲ့အချိန်မှာကျမလက်ကိုလက်အေးတစ်ခုကကင်လိုက်တယ်လို့မျိုးခံစားလိုက်ရတယ်ဒါပေမဲ့ကင်ထားတဲ့လက်ကိုမမြင်ရဘဲနဲ့လမ်းတစ်လျှောက်လုံးကင်ခံထားရတယ်ဆိုတဲ့ခံစားချက်ကြီးကတော့ရှိနေရပါကျမလည်းကြက်သိန်းနေတပြင်းပြင်းထလာပြီးတော့စိတ်ထဲကလည်းမတန့်တာဆိုတော့ဖះသာစရွတ်ပြီးတော့အမေကလည်းတတိထားမိတဲ့အချိန်မှာနောက်ကနေဂုံတော်တွေရွတ်ပေးနေခဲ့ပါတယ်အဲ့လိုနဲ့ကားငယ်ကွေးတစ်ခုကိုရောက်တဲ့အချိန်မှာအဲ့လက်ကြီးကကျမလက်ကိုကင်ပြီးတော့လမ်းရဲ့တစ်ဖက်ချမ်းကိုဆွဲသွားတယ်ကျမလည်းပြသွားပြီးတော့စိုက်ကယ်ကိုလမ်းမဘက်ချမ်းကိုရောက်အောင်မနှဲပြန်ဆွဲနေပြီမဲ့ဆွဲလို့မရဘဲနဲ့စိုက်ကယ်ကတစ်ဖက်လမ်းစီကိုပဲသွားနေရပါအဲ့အချိန်မှာပဲကုန်တင်ကားတစ်စီးကအချိန်နဲ့လာနေပြီးတော့ကျမလည်းကြောက်လာနဲ့ဖះစာတွေကိုအတန်ကြင်နဲ့အော်ဆိုပြီးတော့စိုက်ကယ်ကိုတစ်ဖက်ချမ်းစီကိုတင်းပြန်ဆွဲခဲ့ရပါတယ်ကျမတေကံမပါသေးလို့လားဖះဂုံတော်တွေကြောင်းလာတော့မပြောတတ်ပေမဲ့ကုန်တင်ကားကြီးနဲ့10ပေလောက်အကွာကြတော့မှလွတ်သွားပြီးတော့လမ်းတစ်ဖက်ချမ်းစီကိုပြန်ရောက်ခဲ့ပါတယ်အဲ့ရနေသားမီးနှစ်ယောက်လုံးအိမ်ကိုဖះစာတွေရွတ်ပြီးတော့စိုက်ကယ်ကိုလည်းဖြည်းဖြည်းလေးနဲ့မောင်းလာခဲ့ရတယ်အိမ်ကိုရောက်တဲ့အချိန်မှာကျတော့ကျမစိတ်တွေလွတ်ချလိုက်ပြီးတော့အော်ငိုကြီးနဲ့လက်ကိုကြည့်မိတဲ့အချိန်မှာလက်မှာလက်ချောင်းရာကြီးတွေရှိနေပါတယ်အမေကတော့လူစားလေးချင်းလို့လှုပ်တာလို့ပြောပြီးတော့ဘဲတော်တော်ဖះတရားမမေးဖို့လေပြောပါတယ်ဒီเจ้าကလေးကိုတော့ကျွန်တော်ခုပြထားတဲ့ကောင်းပိုင်ရှင်ညီမတယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီเจ้าကလေးခလိမျိုးပေးပို့ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေကိုလည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှေ့2ပတ်လောက်တုန်းကကျွန်တော်တို့တင်ဆက်ပေးတဲ့အကြောင်းအရာတွေမှာလိုအပ်ချက်လေးရှိသွားတယ်အကြောင်းအရာတွေဆိုတာထက်ကိုအတန်ပိုင်းမှာလိုအပ်ချက်တွေရှိသွားတယ်ပေါ့နော် audio quality တော်တော်လေးကျသွားတယ်ဆိုတာတော့အားလုံးလည်းသတိထားမိကြလိမ့်မယ်လို့ထင်တယ်အကြောင်းရင်းကတော့အရင်ပုံမှန်သွင်းနေကြ microphone နဲ့မဟုတ်ဘဲတခြား microphone နဲ့သွင်းလိုက်မိရပေါ့လေအဲ့တော့ column ပိုင်းနဲ့ဆိုတော့ quality ကတော်တော်ကြီးကိုကွာသွားတယ်ကျွန်တော်တတ်နိုင်ဆုံးတော့ mixing လုပ်ထားပြီမယ်လေဘယ်လိုပဲပြော taste ကတော့ကွာတယ်ပေါ့နော်ပြီး
တော့ဂျားထဲမှာအတန်ကြီးပြတ်တောင်းနေဖြစ်သွားတာတွေ error တွေဖြစ်သွားတယ်အဲ့ဒါတွေကိုပြန်ပြီးတော့သွင်းနဲ့အတန်ကတော်တော်ကြီးဆိုးသွားတာပေါ့ဒါပေမဲ့ဒီတစ်ခေါက်ဗီဒီယိုမှာတော့ပုံမှန်အရင်တော့ကျွန်တော်တင်ဆက်ပေးနေကြအတန် quality အတိုင်းပဲဖြစ်သွားပြီလို့တော့ထင်တယ်တေချာလေးလဲကျွန်တော်ကောင်းလေးလုပ်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ season တွေကိုဒီ channel ကနေပြီးတော့နားထောင်နေကြတဲ့သူတွေရော Mandalay FM ကနေပြီးတော့စနေနေ့တိုင်းမှာစောင့်မျှော်နားထောင်ပေးနေကြတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အကြောင်းအပေးပို့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့အားလုံးပဲကြမ်းပါရှင်လန်းပါစေ FM Radio ပါခင်ဗျာ I'll get back up. There's nothing you can do about it. I cannot be stopped.